ကျွန်းလာမြို့နယ်တဖန်းစိတ်ဆဲအတွင်းရှိရွှေတိုးနေသည့်ဖောင်များကိုစစ်တပ်ကတိုက်လေရင်ဖြင့်ဖိခတ်ဘုံကျဲမှုတေဆုံးသူအရေးအတွက်များပြားရန်ကုန်မတ်လ16ရက်စကိုင်းတိုင်းကျွန်းလာမြို့နယ်တဖန်းစိတ်ဆဲအတွင်းရှိရွှေတိုးနေသည့်ဖောင်များကိုစစ်တပ်ကတိုက်လေရင်ဖြင့်ဖိခတ်ဘုံကျဲမှုတေဆုံးသူအရေးအတွက်များပြားကြောင်းဒေတာသတင်းရင်းမြစ် Infinity Group ၏သတင်းဖော်ပြချက်နှင့်ရွှေမျောဖောင်များတွင်အလုလုပ်နေသည့်အလို့သမားတချို့သည်ပြောဆိုချက်များအရာသိရှိရပါသည်ယမန်နေ့မလ12ရက်နေ့ညနေ3:30မိနစ်အချိန်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျုံးလာမြို့နယ်တဖန်းစိတ်ဆဲကောလင်းနယ်ဘက်အချမ်းရှိရွှေမျောဖောင်များကိုလေရင်များဖြင့်ဘုံကျဲခြင်းလေရင်ဘရိုမှစက်တနတ်များဖြင့်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းလေရင်ဖြင့်ပစ်ခတ်မှုကြောင့်ရွှေမျောဖောင်များမီးလောင်ကျွမ်းပြီးအလုသမားအများအပြားတေဆုံးကြောင်းဒဏ်ရာရရှိသူလည်းများပြားပြီးတေဆုံးသူအရေးအတွက်မြည်မြရှိသည်ကိုမသိရှိရသေးကြောင်းဒေတာအလုသမားများကပြောဆိုပါတယ်အဒီသာဘုံကျဲပြီးစက်တနတ်နဲ့ပစ်သွားတာကတဖန်းစိတ်ဆဲအတွင်းကောလင်းနယ်ဘက်အခြမ်းမှာရှိတဲ့ရွှေမျောဖောင်တွေကိုဥတီပြီးပစ်ခတ်တိုက်ခိုက်တာပါအလုသမားတော်တော်များများတေးကြပါတယ်လုပ်ငန်းဝင်ပစ္စည်းများလည်းဆုံးရှုံးမှုအတော်များပါတယ်ပစ္စည်းဆုံးရှုံးတာကပြဿနာမရှိပါဘူးအလုသမားတွေတေးတာတော်ဆိုးတယ်အခုအလောင်းတွေကိုရေထဲကဆယ်ပြီးသုံးပြီးဆိုင်ကယ်တွေနဲ့တင်ကောက်နေရတယ်လင်းရင်နဲ့လာပစ်တဲ့အချိန်ကရွှေမျောဖောင်တွေမှာလူတွေအုပ်လိုက်ကြီးစီနေတဲ့အချိန်အဲ့ဒီအချိန်မှာလာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်တေတဲ့အလုသမားတွေကလည်းအဝေးကနေလာပြီးအလုံးလုံးကြတဲ့သူတွေပါမိသားစုတွေလည်းသိကြမှာမဟုတ်ဘူးဟုရွှေမျောဖောင်တွင်အလုံးလုံးနေတော့အလုသမားတူကရှင်းပြပါတယ်ဒေတာသတင်းရင်းမြစ်ဖြစ်သော Infinity Group ကမူဟုံမလင်းလေဓာတ်မှတက်လာသောတိုက်လီရဲ့နှစ်စီးကတဖန်းစိတ်ဆဲအတွင်းရှိကောလင်းနယ်ခေါင်းဖြူဝန်ကျင်မှာရေဖောင်များကိုပြစ်ခတ်ခဲကြောင်းရွှေမော်လုပ်ငန်းခွင်အတွင်းလူစီကားနေသူအချိန်ဖြစ်သောကြောင့်အပြစ်မဲ့ပြည်သူအများများတေဆုံးခဲ့ရပြီးတေဆုံးသူများ၏ရုပ်အလောင်းများကိုသုံးပြီးဆိုင်ကယ်များဖြင့်အစီအရီတင်ဆောင်ခဲ့ရကြောင်းရေထဲသို့ကျသွားသူများလည်းရှိနေသည့်အတွက်လက်ရှိအချိန်အထိအလောင်း3လောင်းတာဆယ်ယူရရှိသေးကြောင်းသတင်းဖော်ပြထားပါလေကျွန်းလာမြစ်နယ်တဖန်းစိတ်ဆဲသွေးရှိရေဖောင်များမှာပြီးခဲ့သည့်ဇန်နဝါရီလ14ရက်နေ့ကလည်းစစ်တပ်၏လေကြောင်းမှအပြင်းထန်တိုက်ခိုက်ခံခဲ့ရမှုကြောင်းသိရှိရပါတယ်။ဓာတ်ပုံ Infinity Group